င်္ဂလာပါမင်္ဂလာပါကျော်ဝင်းမောင်ကြီးငါနဲ့ဘာနဲ့လဲငါနဲ့ဘာနဲ့လဲတိန်းနာမနဲ့ပေါင်းလိုက်ရင်ဘာလဲကဘာကြီးယူဘာလဲခြေမိုးပြမယ်အခုဘယ်လိုဖြစ်ပြီလဲကဘာကြီးကိုခြေမိုးလို့ရရင်ရမယ်ပတ်ထွေးကိုခြေမိုးလို့မရဘူးအဲ့ဒါမို့ကြံတဲ့လူတွေလဲကြံတဲ့လူတွေခွာထိုင်လေခွာထိုင်တဲ့လူတွေတတိထားPD ရဲ့ရောင်စစ်တက်ရောင်ငါပြောတာတစ်ဖက်တည်းကိုထောက်ခံလိုက်ဘယ်ဘက်မှမပါဘူးလို့သိရမလားဟိုနှစ်ဖက်ချွန်လေအဲ့ဒါတင်ကန်းသာယူနော်အာမချောင်နဲ့အတင်ကန်းသာယူခြေမိုးလို့မရဘူးခြေမိုးလို့ရရောဆွတ်စီသွားတာသိရမလားကောင်းတယ်နဲအောင်နဲသေးတယ်ငါတို့ဆိုဘယ်ပြန်မလဲစောက်ယူမှမဟုတ်တာသိရမလားအဲ့တော့ကိုဟုတ်လာပြီမမှန်တယ်ဟိုဒလန်လေးလှုပ်လိုက်အမေစုသမီးလှုပ်လိုက်သိရမလားဟိုဟာလေး share လိုက်တော့ကြ PDF ကိုစောက်ပေါင်းထုလို့မြန်မာပြည်ပြန်လို့ရမှမထင်နဲ့သိရမလားမြန်မာပြည်ပြန်လို့မရမှမထင်နဲ့အဲ့မှာသမီးတို့အဖြစ်ကိုကြည့်ကဘာကြီးကိုချိန်မိုးပြမယ်ကြော်ဝင်းမောင်ရဲ့online လားရန်ကုန်လေသိက်ကိုသွားတာအမဒီလိုပြောလို့မအင်တင်ကိုဘက်ကမဟုတ်အင်တင်ကိုမဟုတ်ဘူးကြိုက်တဲ့လူဖမ်းတဲ့မလားဘာဝါမှာဒီလိုလူယုံမာတွေကလေပျောက်သွားမှာဖိုင်းမလားမလို့อ่ะအကုန်ရှင်းပြရမှာဒီစောက်တော်သားတွေတဲ့မလားစောက်တော်သူတွေတဲ့မလားရှင်းပြရမှာကဘာကြီးမှမရှိသင့်ဘူးဒီလိုလေဒီပတ်ဝန်းကျင်အစိတ်တောက်ဖြစ်စေတဲ့နော်ဒီလိုလူမျိုးတွေရှင်းရမှာမျိုးဆက်တော်မထားတဲ့ဘူးကွာသိတယ်မလားအရင်ကစစ်တပ်ကိုလည်းစောက်ဖောင်းထုဘယ်လိုပြောမလဲအခြေအနေလေးကောင်းလာတော့အခြေအနေလေးကောင်းလာတော့အမေလုပ်ငန်းကိုင်ကန်းလေးအဆင်ပြေလာတော့ PDF ကိုစောက်ဖောင်းထုပြီးမြန်မာပြည်မှာကြာပြန်ဝင်လို့ရမှာမထင်နဲ့နင်တို့ရဲ့ list တွေရလေအဲထောက်လိုင်းရေးတွေမှာအကုန်ရှိပြီးသားသိတယ်မလားအဲ့တော့ဘယ်နေရာမှခြေချလို့မရအောင်နော်အဲ့ဒါသိလားဘယ်နေရာမှခြေချလို့မရအောင် PDF ထဲလဲသွားလို့မရအောင်အဲ့လိုခွာထိုင်နေရလေစောက်ပတ်ပဲပြေသွားမယ်တက်လားစောက်ပတ်ပဲပြေသွားမယ်ခွာထိုင်ဖို့မစင်းသားနဲ့နော်တစ်ဖက်ကိုရက်တည်သိတယ်မလားငါတော့မြန်မာပြည်ကိုပြန်မယ်မင်းအောင်လိုင်းလေးကိုလေတန်လေးသိတယ်မလားဖားမယ်မလုံးနဲ့အကုန်စွတ်စီမှာဖားမဖားငါတလောက်ပေါင်းရသေးလားကိုကုံဝိုင်းကြီးအမှန်ထဲမှာဟိုကောင်ကြော်ဝဲမှာမအေးလိုးလေးရအောင်မင်းကောင်းနေတော့မအေးလိုးလေးမင်းအောက်ပိုင်းကလည်းတိတ်မတက်ပါဘူးမင်းဘောကမအေးလိုးလေးငါဆိုင်မှာအဲ့ဟိုကဦးကြောင်ဘူးကတယောက်လာတဲ့မအေးလိုးလေးကရေချိုးခိုင်းတော့ငါလုံးမာတာဗီဒီယိုကောနဲ့ခေါ်ပြခိုင်းတယ်မအေးလိုးချော်တကောက်နော်ငါကျန်တဲ့ LGBT ဒီအားနာတဲ့လားမွေးရပါလေမအေးလိုးအယုတ်တမာလေးမာဆိုးမလုံနဲ့နော်ကိုမေကိုလိုးလေးမာဆိုးတွေမတ်ဆိုးတွေမလုံနဲ့မအေးလိုးအောက်ဆွဲငါလုံးမာသားလူယုတ်မာမတွေအောက်ဆွဲမအေးလိုးလေးမင်းတွေ့တဲ့ကိုရီးယားနိုင်ငံတွေ့တဲ့ပါရိုက်မှာနော်မအေးလိုးထပ်ပိုင်းတော့မကြောအောက်ပိုင်းကိုကြုံလို့ရောက်ရင်လည်းငါလုံးမာသားမင်းအဲ့ရှိတဲ့နေရာပြေးသလားမအေးလိုးယောက်ျားချင်းလီးပြခိုင်းတဲ့ကောင်မအေးလိုးလေးအေးလိုးလေးစောက်ချက်တွေတုံးတယ်မင်းတို့ကောင်လေးသိတယ်မလားလုံးမာသားလေးတွေအရန်နာမည်ကြီးကျင်တာငါလုံးမာသားလူရုပ်မာရဲ့အောက်ဆွဲတွေဟာအေးတယ်ဟာငါလုံးမရှုပ်တယ်အေးလိုးလေးဖုံမထနဲ့နော်ငါလုံးမာသားအောက်ဆွဲလူရုပ်မာမတွေအောက်ဆွဲမအေးလိုးလေးယောက်ျားချင်းလီးပြခိုင်းတာမအေးလိုးငါအကောက်ထဲကမိန်းကလေးတွေမင်းငါလုံးမသာလီးပုံပို့တာမအေးလိုးလေးမအေးလိုးနှစ်ဖက်ချုံကိုမေကိုလိုးမကြက်တရီတာကိုရီးယားနိုင်ငံမှာတော့မတွေ့သေးနဲ့နော်မင်းငါအကြောင်းမကြားဘူးတယ်မလားမအေးလိုးမအေးလိုးတွေ့တဲ့နေရာမှာပါရိုက်ခံရမှာမအေးလိုးမင်းမှတ်ထားနော်လုံးမသာ
ပြမယ်ဒီကောင်လို့မှ report ကလာထုနေတယ်ဟောဒီကောင်အဖေကိုပြောပြမယ်အရင်တော့က report ထုနေတယ်အရင်တော့ကစောက်ယူသိတယ်မလားဟိုတရားဆွဲဖို့ယူနေတာဟောလူတကောင်တရားပတ်ဆွဲဖို့ချောင်းနဲ့ယူနေတဲ့စောက်ယူကြက်မပြေသူ့တရားဆွဲမယ်ဆိုလို့ဟောငါတို့ကတနာပြီးတော့မအေးလိုးလေးကိုသိတယ်မလားငါလုံးမလူကောင်းသူကောင်းမှတ်ပြီးတော့ငါတို့ရှိမှာဘယ်လိုပြောမလဲခိုလုံခွင့်ပေးထားတာဒီကောင်မအေးလိုးလေးကိုနော်ညီကိုလိုဟိုငါရဲ့အမတွေမောင်နှမတွေဆိုလဲဒီကောင်မောင်တယောက်လို့အတူလိုက်ဖမ်းနေပါပြီဆိုလို့တနာလို့ဒီဘက်ကလူတွေကကာဝယ်ပေးထားတယ်မအေးလိုးလေးကအဲ့ဒါကိုကောင်းမနေဘူးဒီဘက်ကတရင်ကိုဟိုးဘက်ပို့တယ်ဟိုးဘက်တရင်ကိုဒီဘက်လာပို့တယ်မအေးလိုးနှစ်ဖက်ချွန်ကိုမေကိုလိုးတို့အမောက်တီလို့ဟိုစောက်ယူမရှိကိုဒီကောင်သွားပြီးတော့အောက်ကျတာမဟုတ်ဘူးငါတို့ကန်ထုတ်လိုက်တာမိန်းကလေးတွေကိုလီးပုံပို့လို့အဲ့ကိုမေကိုလိုးလေးကိုမအေးလိုးလေးတွေးတဲ့နေရာစောက်ခွက်ကလုံးမကြုံထွက်မှာမအေးလိုးမားဆိုးမလုံးနဲ့နော်မအေးလိုးမင်းမားဆိုးလည်းကကြည့်မရကြဘာကိုချေမိုးမှာလဲကဘာနင်းမဆက်ဘက်ကိုချေမိုးမှာလားလေစိတ်မှာမျက်နှာငယ်နဲ့စောက်ကိုရောင်ကိုဝါမရှိမင်းမိမရုပ်တွေကဘယ်တော့မှလူရုပ်မထွက်ဘူးနဲ့မှအမေရိကန်မှာပဲနေဟိုဓာကဘာကြီးမှာပဲတက်နေနော်လူရုပ်မှာတွေကဘတော်မှလေဘလို့ကြည့်မြောက်ရုပ်လိုတလိษံရုပ်လိုကျွဲရုပ်လိုလူနဲ့မတူအဲ့ဒါဘာလဲဝစ်ကျွေးတက်လားတွားတွေကလည်းတိုးဝင်လူတစ်ဖက်သားရဲ့အားနဲ့ချက်ကွာဝေဖန်ရုပ်ဆိုးတဲ့လူတွေပဲလိုက်ဝေဖန်နေမှာပေါ့အားနဲ့ချက်ကိုဝေဖန်တာမဟုတ်လူတစ်ပါးရဲ့သူတစ်ပါးရဲ့ရုပ်ရည်ကိုဗလိန်းတာမဟုတ်ဘူးစောက်ကျတဲ့စိတ်ဓာတ်နဲ့လေစိတ်ရုပ်မှာရှိတဲ့လူရဲ့စောက်ကျစိတ်ဓာတ်နော်အဲ့လိုမျိုးရဲ့လူရဲ့ရုပ်ကတလိษံရုပ်ပေါက်နေတာဘလို့ကြည့်အကြည်ရုပ်မထွက်ဘူးအဖတ်တသိမ်းပဲထဲတဲ့ဘလို့ပဲထွက်အပြင် original ရုပ်ကနှစ်ဖူးကတုံတော့လူရုပ်မှာနဲ့ပေါင်းရင်လူရုပ်မှာပဲနော်မင်းတို့ဘာအောင်ပဲဖြစ်အချော်တစ်ကောက်ပဲဖြစ်ယောက်ျားအစ်စ်ပဲဖြစ်လူရုပ်မှာနဲ့ပေါင်းရင်လူရုပ်မှာဒလန်နဲ့ပေါင်းရင်ဒလန်ခွားတိုင်းနဲ့ပေါင်းရင်လည်းဒလန်ပဲနော်စိတ်ဓာတ်နဲ့ရုပ်နဲ့လိုက်တာကိုပြောချင်တာစိတ်ဓာတ်နဲ့ရုပ်နဲ့ရုပ်မှာဘယ်လိုပြောမလဲတချို့တွေရုပ်ဘလောက်ဆိုသူ့ရဲ့ဘယ်လိုပြောမလဲအကြည်ဓာတ်လူဆိုတာအကြည်ဓာတ်ရှိတယ်ဗိုက်ထဲကကလေးတွေကျိန်ဆဲငါကြည့်တာအဲ့တမီးဆိုကအဲ့လောက်ထိတော့မရုပ်မာသေးဒီမှာကိုရီးယားမှာတကောင်ကြံသေးတယ်လူရုပ်မှာတကောင်ကြံသေးတယ်အားနေတော်အားနေတာဒီနိုင်ငံမှာတော့ဥပဒေအကာအကွယ်ယူထားအောင်မော်စောက်တလွဲဥပဒေတက်လားမြန်မာနိုင်ငံမှာတော့မကြုံသေးနဲ့နော်တမီးဆိုတော့စူသွားမှာတက်လားလေစိတ်ချေချနဲ့ကလေးတွေကိုကျိန်ဆဲတဲ့ပါဇက်ကလေးတွေဗိုက်ထဲကကလေးတွေကိုကျိန်ဆဲသေးပါသေးလို့မြက်ကမ်းမွေးပါသေးလို့အဲ့ပါဇက်ကိုလေဘလို့လောက်ပြမလဲဆိုကြည့်နေအပေါင်းအသင်းတွေကလည်းငါလုံးမစောက်ချမေစပတ်ငါ LGBT တွေသူ့ဘာသူမွေးရမှာဖြစ်နေတဲ့ဟာလေစော်ကားတာမဟုတ်ဘူးဘလို့ပြောမလဲရှစ်ဘဝမကောင်းခဲ့လို့ကွာဒီဘဝမှာသိတယ်မလားဒီလိုဖြစ်တာကောင်းအောင်နေရမှာရှစ်ဘဝတို့ဗုဒ္ဓဘာသာအယူနဲ့ဖြင့်ရှစ်ဘဝအာကုသိုလ်တွေများခဲ့လို့ဒီဘဝမှာဟိုမြောက်ဒီမြောက်ဖြစ်တာနော်ဒါအကုန်လုံးကိုပြောတာမဟုတ်ဘူးတပင်းနဲ့ကောင်းကောင်းမွန်မွန်နေရတယ်ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ကောင်းကောင်းမွန်မွန်ရက်တည်ရတယ်နော်စကားအထာနာကောင်းရင်ဒါသူ LGBT တွေအကုန်လုံးကဒါမှမဟုတ် gay တွေအကုန်လုံးကဟိုမကောင်းမှုလုပ်လို့ဖြစ်တယ်ဖြစ်အောင်မယ်မဟုတ်ဘူးမကောင်းမှုဗုဒ္ဓရဲ့ဟိုရရှေ့ဘဝမှာသိတယ်မလားသူတပားရဲ့တာသမီပြစ်မှားတာတို့သူများမရကြာကိုတာတို့အဲ့တော့ဒီဘဝမှာအကျိုးပေးတယ်အကြောင်းမျိုးကြောင့်ဒါမွေးရပါနော်ဖြစ်တည်မှုထားလိုက်တော့ဒါပေမဲ့ဒီဘဝမှာကောင်းကောင်းနေကောင်းကောင်းနေကိုရီးယားကြက်မပြေတယ်မှာကွန်မန့်တွေဖတ်နေကိုမြန်မာနိုင်ငံလူတွေဘလို့တဘောထားလဲဆိုတာကြည့်ကွန်မန့်တွေဖတ်အာချောင်းလားသလားအဝအာချောင်းလားဟုတ်လားနေကိုတော်လိုင်းဘက်ကလူတွေကရှောင်နေတာအကောင်းမထင်နဲ့နော်တော်လိုင်းဘက်ကဒီမှာအကုန်လုံးခိုးလုံဝင်းရတယ်အမှုဥပဒေဖြစ်လို့မရလို့
เนี่ยลูบ้าว่าเลยตัวเลยบ้าแล้วงารุนำมาตัดပြီးတော့ဘာဖြစ်တာလီးဖြစ်တာလားလာတွေ့စမ်းမှာအပြင်မှာမိကလေးချင်းလဲစောက်ကြောက်ငါမိမနာမည်ခဏခေါ်အောင်ငါမိမကိုမျက်နှာချင်းဆိုင်ရဲလို့လားပြောလေဖြူကျော်သိန်းပွဲမှာအဝမှာဘာလုံးလိုက်မှာညာလုံးလိုက်မှာဆိုနင်ဘယ်လိုကုတ်နေလဲယောက်ျားနဲ့မိန်းမနဲ့ဆိုကြည့်မကောင်းလို့သိတယ်မလားမိန်းကလေးချင်းတွေ့တော့ဘယ်လိုဖြစ်လဲမျက်နှာချင်းအောင်ဆိုင်ရဲလားမျက်လုံးချင်းအောင်ဆိုင်ကြည့်ရဲလားမျက်လုံးချင်းအောင်ဆိုင်ကြည့်ရဲလားဒီကဗီဇာကင်ထားတဲ့လူတွေနင်ပါရိုက်လိုက်လို့ရတယ်သဘောပေါက်လားပါရိုက်ပြီးတော့သူတို့နိုင်ငံပြန်စရာမလိုဘူးပါရိုက်လို့သိလားမလားနော်အများဆုံးမှဒဏ်ငွေဆောင်ရုံပဲသိလားနော်ကိုဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ခိုကက်ဗီဇာလေးအားနာသိလားနော်နေနဲ့ဖြစ်တဲ့လူတွေမှာပတ်သက်နေကြတဲ့ကောင်လေးတရားမှမပါဘူးအကုန်လုံးကားလားကားဟိုမြန်မာပြည်မှာစောက်ယူတွေလို့ငါတို့ကားရောလေစိတ်ဝင်စားတော့တယ်ငါတို့ကနောက်ခမ်းမှာပဲဒီမှာကျခက်ခိုင်နဲ့ဆက်ဆိုင်ကြခက်ခိုင်နဲ့ဆက်ဆိုင်ထိုင်စည်းမှာဒရိုင်ဘာနဲ့မြန်မာနိုင်ငံကလို့ကိုကားမောင်းမှတသေးဆိုတဲ့ဟာမဟုတ်ဒီမှာကားတွေပုံနေတာတော်သီးတွေနိုင်ငံခြားရောက်အဲ့မှာကားနဲ့စောက်ယူထားတသေးလိုခွေးလိုပတ်စံရှိသလိုအဲ့ပြတဲ့လူတွေကတရားမှမနေကြဘူးเนาะပညာရောနော်ပညာအရာရောလူမှုရေးရောနေကြတယ်မှာဘယ်မေးလို့လဲကိုရီးယားမှာဘာလဲအပြောကျမ်းတာဘာလဲမေစပ်ပတ်အပြောကျမ်းတာငါကိုရီးယားနိုင်ငံသားကိုမစော်ကားဘူးကိုရီးယားနိုင်ငံကသူများသားသမီးကလေးတငယ်တွေကိုငါမစော်ကားဘူးမဆဲဆိုဘူးဘာလို့ကြမ်းတမ်းတာလဲမင်းအွန်လိုင်းကိုပဲငါဆဲတာမေစပ်ပတ်ဖြစ်လားလီးဖြစ်လားမအေးလို့များဘာအမှုခင်းဖြစ်ရမှာလဲတလန်တွေကိုဆဲတယ်လီးဖြစ်လားငါတီလာရှင်တွေမဆဲဘူးဖုန်းကြီးတွေမဆဲဘူးကိုတက်ကြီးရွယ်အိုတွေမဆဲဘူးစောက်တော်သားဆဲတယ်ကွာလီးဖြစ်လားစောက်တော်သားမလို့စောက်တော်သားခေါ်တာလီးဖြစ်လားစောက်တော်သီးတွေတို့ရွာပါလေလို့ဆဲတာမဟုတ်ပြောလဲနားမလဲငါလုံးမသားခွေးမသားတွေလီးကိုငါကြမ်းတမ်းရမှာလားအပြေမှာဒီမှာအပြေမှာတွေ့တဲ့လူတိုင်းဆဲတာမမြင်ဘူးလို့ငါဆဲတာမမြင်ဘူးလို့အပြင်မှာဆဲတာမမြင်ဘူးလို့အံ့ဩနေရတာတကယ်ကြီးလီးပဲကွာအခေါ်မပါဘူးအကုန်လုံးကအွန်လိုင်းပေါ်မှာကြည့်ပြီးစုံပြလို့မရဘူးငါတို့အခု line လွှင့်အဖက်လည်းမတုံးဘူးရှုပ်လို့အဖက်ပါမှာကြောက်လို့စာဆောင်းဖုံးတော့မဝယ်မကိုင်ဘူးရှင်းတယ်နော်စာဆောင်းဖုံးတော့ဝယ်မကိုင်ဘူးသဘောပေါက်လားကိုယ့်ရဲ့ reality ကိုပဲချရတာအမအီဖြိုးဝေကျွန်တော်အပြင်မှာမြင်ဘူးတယ်မလားဘလူရုပ်လည်းပြောလိုက်အခုဖုန်းထဲကဟာလည်းတူလားလို့မတူဘူးအသားရည်ဒီထက်အသားရည်ဘာဖြစ်လို့လဲစိတ်နှလုံးကောင်းမွေးတယ်သူတဘာကိုမယုံပါဘူးနော်လူပီတာကြီးလေကျန်သူတဘာကိုမယုံပါဘူးဗုဒ္ဓဘာသာမှလားမကျင်စဲရဘူးဗုဒ္ဓဘာသာဗုဒ္ဓဘာသာဖြစ်မကျိန်ဆဲရဘူးကျိန်ဆဲတဲ့အလုပ်ကဘာလဲစုံးနေကဝေတွေအောက်လန်းနေနော်မိမ့်မရုပ်တွေမှာကျိန်ဆဲတာငါတို့မကျိန်ဆဲဘူးငါတို့နဲ့မတည့်ဘူးမလားဘလော့လိုက်တာမစင်ကြတဲ့ရိတ်လည်းလိုက်မဆဲဘူးသူတစ်ပါးရဲ့သားသမီးပုံလေးမိသားစုပုံလေးကိုလည်းမဟုတ်ဒုက္ခတွေပြောပြီးတော့သိလားမလားဘယ်လိုပြောမလဲမဟုတ်ဒုက္ခတွေပြောပြီးတော့ကျိန်စာတိုက်တာတို့ဘာလို့မလုပ်ဘူးမယုံပါဘူးအခုငါတို့စစ်တပ်ကိုဆဲတာပဲရှိတာဆဲတယ်မေလို့မင်းအောင်လားမေလို့လောက်ပဲဆဲတာမင်းအောင်ငယ်မွေးတဲ့ကျူလာရတာသမီးတွေမြေးဆက်တွေမပါဘူးနော်မပါဘူးတို့ကျိန်ဆဲကြမလို့လူတို့အစစ်ရှိတယ်ဆိုအဲ့ဒါအဲ့ရမဆဲတိုင်းလူရင်ကြီးမဟုတ်ဘူးတဲ့လားမဆဲတတ်ဘူးလူရင်ကြီးမဟုတ်ဘူးအပြေနဲ့အတွင်းနဲ့မတူဘူးဆိုတာပြောပြတာနော်လူရဲ့ဟောစပင်းကားလားနဘောက်ဖောက်တာတတူးထိုးတာလူရဲ့အရေးပြားကိုကြည့်ပြီးသုံးပြလို့မရဘူး
တတူးထိုးတဲ့ကောင်လူမိုက်မထင်နဲ့နူးညံ့တယ်တတူးထိုးတဲ့ကောင်လေးကစိတ်ကကိုတွေတက်တောင်နူးညံ့သေးတယ်ဂီတာသမားရောကာသမားလာဟေးသွားမလုံးနဲ့ဟုတ်လားစိတ်တွေကအနုပညာသမားနူးညံ့တယ်လေဘေးလိုးလေအချော်တကောက်နော်ကောင်းကောင်းလေးဒီဘွားမှာကောင်းကောင်းလေးဟမ်မာဆိုးမလုံးနဲ့မအေးလို့မဲဘယ်တော့မဲဒီကအဲ့ကောင်ဘယ်ရောက်လဲထိုင်းရောက်နေလားအဲ့ခွေးမသားလေးဟမ်နှစ်ဖက်ချုံလေးဟိုလူနဲ့ဂုံတိုက်မအေးလို့လေးဒီလူနဲ့ဒီလူဂုံတိုက်မစင်ဂျာတွေမှာအကောက်တူတွေဖွင့်ဂုံတိုက်ဟမ်ကိုမေကိုလို့အဲ့မလူရုပ်မှာ3ယောက်သွားစုစည်းတာသိတယ်မလားဟမ်အေတင်ကိုကသူ့စီးပွားအရာသူ့ရဲ့စီးပွားရင်တော့တတ်ထုဘယ်လိုပြောမလဲတွန်းတက်ပဲထားပါတော့သူ့ရဲ့စီးပွားရေးကြောင့်အစိုးရနဲ့ပတ်သက်ရမှာနော်ခရိုနီတွေနဲ့ပတ်သက်ဒါပေမဲ့စောက်တန်သိမ့်မထွက်ဘူးနော်ခရိုနီတွေနဲ့ပတ်သက်မှရမှာလေအဲတွန်းထွက်ကုန်တွေကပတ်သက်မတတ်တာလို့ပတ်သက်ရသည်လဲရှိမယ်ဘောမရင်လည်းဘောမလိုက်မယ်ဒါပေမဲ့ငါတို့အကြောက်ဆုံးကဘယ်လိုလဲဆိုတော့နှစ်ဖက်ခွာထိုင်နေကွာ PDF ကိုလည်းစောက်ပေါင်းထုတယ်နော်စစ်တပ်ဘက်ကဆိုတော့လည်းမဟုတ် PDF သာဆိုတော့လည်းမဟုတ်ဒီကြားထဲမှာခွာထိုင်တာဒီလီးကြားထဲမှာခွာထိုင်နေဟမ်ခွာထိုင်တဲ့လူတွေကြောက်ရတာကိုမေကိုလိုးတွေခွာထိုင်တာရက်တီပလိုက်ငါအပြစ်မမြင်ရက်တီပလိုက်စစ်တပ်ဘက်ကရက်တီပလိုက်ရက်တီပလိုက်ငါပြောလားပြည်သူဘက်ကရက်တီပါလားရက်တီပလိုက်ဟိုလိုဒီလိုနဲ့တမီးတို့နမူနာကြည့်တော့မရဘူးနော်ရှင်းရပြောခဲ့ငါတို့အခုဒီပြန်ခိုင်းမပြန်ဘူးလီးတောင်မပြန်ဘူးရှင်းတယ်နော်ပြန်ငါလုံးမှာစွားစီသွားမှာဗောငါတဲ့တော့ယူကကြက်မပြေဘူးလေသူကတော့သူတည်းမလားမြန်မာပြည်ပြန်လို့ family တွေလုံးမယ်သူ့ကိုသူဘယ်လိုပြောမလဲဟိုစောက်တင်းစောက်ဖြင်းပြောတဲ့လူတွေကအားပေးနေတော့သူ့ကိုသူမြန်မာပြည်မှာသိတယ်မလားဟိုစောက်ယူတော့ကောင်လည်းအဲ့တိုင်းပဲသူတို့မကျင်တတ်တဲ့လူတွေကိုလူမိုက်ငါပြီးပြောခိုင်းတယ်အဲ့စောက်ယူမာတွေမြောက်ပေးတယ်ဒီကိုရီးယားတော်လိုင်းရေးအဖွဲ့တွေကလည်းဘာလုပ်တာမင်းတို့ BC ကကြည့်နေတာ4 view ကို BC လုံးလိုက်ငါထုတ်ရတယ်လက်ခံတယ်4 view ပဲလုံးမင်းတို့ကဘန်ဒီလိုပဲလုံးမင်းတို့ကိုရီးယားဒီစောက်ယူကိုဒီဒလန်မကိုမင်းတို့ဘာလဲနော်ဘေးမဲ့လွတ်ပေးတာလားမင်းတို့အကြောင်းငါတို့မသိရခတ်မင်းတို့အဲ့ဆောက်ယူမအောင်မြောက်ပေးတယ်တော်လည်းတမချင်းချင်းမင်းတို့ဟိုလူကိုဆဲခိုင်းဒီလူကိုပြောခိုင်းဒီဆောက်ယူကိုမင်းတို့တဲချက်အဖြစ်လုပ်တယ်ဟမ်မင်းတို့ဘွိုင်းကောဘလူတင်တာငါမမြင်ဘူးဟမ်မင်းတို့အဲ့လိုကြွမလုံးနဲ့ကိုရီးယားမှာလူပါတွေကဝါလာတာနောက်ဆုံးတော်လည်းဘက်ကလူတွေကဘာဖြစ်လဲဆိုတော့ကောက်ချောင်းဘွားတွေရောက်ကုန်တာဟမ်ဟိုလူကခွက်ခောက်တယ်ပြောလိုက်ဒီလူကခွက်ခောက်ကိုစော်ကားကြတာလူတွေကဟမ်ဗမာလဲမင်းတို့အဖွဲ့အစည်းတွေကာကွယ်နိုင်တာဟမ်ဥပဒေအရရောမင်းတို့ဘာလို့ဘွိုင်းကောဒီတယောက်တည်းကိုကွက်ပြီးတော့ထားတာလဲဘာလဲမင်းတို့မတဲ့တဲ့လူတွေကိုသူ့မြောက်ပေးနေရလို့မလားဟမ်စကားစားဒလန်တွေကဥပဒေနဲ့ဒုက္ခပေးတယ်ကျောင်းသူအနေနဲ့လာတယ်ပညာတော်သင်တွေနဲ့လာတယ်ဒီနိုင်ငံတော်လိုင်းရေးသမားတွေအမှုဖြစ်လို့မရတော့အမှုတွေနဲ့ဒုက္ခပေးတယ်ရဲတိုင်တယ်ငါတို့ဘလို့စပီးရောက်လုံမလဲလို့ငါတို့မင်းတို့တော်လိုင်းရေးမှာဘလို့ဝိုင်းရမလဲပြောရအောင်လေမင်းတို့အဖွဲ့အစည်းတွေငါတို့ဘလို့ယုံမလဲမင်းတော်လိုင်းရေးသမားအချင်းချင်းတော့မယုံမင်းတို့ပြည်သူတွေဘလို့ယုံမလဲသူတပားတွေဆွဆွဲလဲမင်းတို့ခံလိုက်မင်းတို့ BC တွေလောက်တယ်ငါကြည့်နေတာဒီမှာဒလန်မလူကောင်းတွေကိုစစ်တပ်နဲ့ဖမ်းခိုင်းလိုက်မင်းတို့ငြိမ်နေတာပဲမင်းတို့ဘယ်ဖွဲ့စည်းမှတက်ပြောတာမတွေ့ဘူးနော်ငါကိုရီးယားလူတွေလည်းငါပြောတာနော်အကုန်ပြောတာနော်မင်းတို့အဲ့လိုကြက်ပဲလုံတက်လားမင်းတို့အရင်ကြီးစံလိုက်ပြင်းပြမနေနဲ့စောက်နေမကြီးဘူးလူငယ်တွေကရှေ့ထွက်ဖိုက်နေမင်းတို့လူကြီးတွေဘာလုပ်နေတာမင်းတို့လူကြီးယူနေတဲ့ကောင်တွေရောက်နေလူငယ်တွေကဟိုမှာနေဘူးခံ
လူငယ်တွေကရှေ့ဆုံးကအမုန်းခံရတယ်ခွက်ခောက်ခံရတယ်လို့ခွက်ခောက်ပြီးတော့လိန်စားတယ်လို့ဟမ်မင်းတို့နောက်ကွယ်အဲ့ကောင်မကိုတဲချက်ဖြစ်မင်းတို့မြောက်ပေးတယ်ဟမ်ဟိုလူကိုပြောလိုက်ဒီလူကိုပြောလိုက်မင်းတို့တော်လိုက်ဘလို့လုံနေလီးတော်လိုက်ကြီးလားဟမ်မင်းတို့မရောက်လိုက်ဘလို့တော်လန်ပါလဲဟမ်မင်းတို့ဒလန်တော်မငါလုံးမမင်းတို့ကြောက်ရပါကြောက်ရလို့လားဟင်ဒီကိုရီးယားစောက်ယူမအောင်ကြောက်ရလို့လားလို့မကြောက်နေရလို့လားဟမ်ဘာလို့မြောက်ပေးတာလဲပြောမင်းတို့မပြောရဘူးလားမင်းတို့အချင်းချင်းမတဲ့တဲ့ဟာကိုဘာလို့ကြားတဲ့ဒီလိုစောက်ယူကိုတဲချက်လုတ်ပြီးတော့တော်လိုင်းရေးသမားအချင်းချင်းတိုက်ခိုက်တာလားငါပြောတာမင်းတို့အချင်းချင်းမပြောရဘူးလားဟင်မင်းတို့မအားနေချက်ရှိလို့လားငါပြောတာမင်းတို့မအားနေချက်လူတိမခံတဲ့အားနေချက်ကဒီကောင်မတိနေလို့လားမင်းတို့ BC မလုပ်ရဲအောင်ဟမ်မင်းတို့ငါကြည့်နေတာဟိုလူကိုဘွိုင်းကောလုပ်လိုက်ဒီလူကိုဘွိုင်းကောလုပ်လိုက်အဲ့စောက်ဆရာကြီးတွေများနေတာဟမ်မင်းတို့ပြီးဒလန်ကိုတော့မြောက်ပေးဘလောက်ယွန်ဖို့ကောင်းတဲ့စိတ်ဓာတ်တွေလဲမင်းတို့ဘလို့လူကြီးတက်လုံတာလဲငါပြောတာဟမ်မင်းတို့လူငယ်တွေနဲ့အဲ့ဆောက်ယူတွေနဲ့အဲ့ဆောက်ယူမနဲ့ပွဲပြင်းမင်းတို့ငြိမ်းနေတယ်မင်းတို့အတန်တိတ်ပြီးတော့ဟမ်မင်းတို့ခိုင်းစားနေတာဟမ်လူငယ်တွေကိုရှေ့ထွက်ခိုင်းပြီးတော့မင်းတို့အန်လဲတူလေးဒီစားနေတာဟမ်တို့ပြက်သားလို့စာဖားတွေကဝါနေကြတာဟာလီဘိုက်ကြီးတွေပူပြီးတော့မေလို့ဟမ်တလန်တယောက်တော့မှကြောက်ရလို့ထင်ပါရဲ့ငါကြည့်တယ်ငါတတိထားမိတယ်ကြာပြီကိုရီးယားမှာကြောက်ရလို့လားနော်မင်းတို့လူကြီးတွေမင်းတို့ရဲ့လူကြီးတွေအားနေကြောက်ဒီကောင်မတိနေလို့လားဟမ်ဘယ်လိုဘာလို့ကြောက်လဲဟမ်မင်းတို့ကြောက်တာအေးမကြည့်ဘူးဟမ်မှန်လို့မထိရဲလို့ရွာပြင်ရောက်လို့လုံနေတာနော်တခြားလူကောင်းတွေနဲ့နာတယ်လူငယ်တွေပညာတတ်တွေဟမ်တို့ဒလန်မကိုကြက်မြောက်ပေးသလားသမားလိုများငါလုံးမမင်းတို့ကတော့ဘာလဲရောက်လူကြီးရထားရမှာလားဟမ်မအေးလိုတွေဟမ်ဆိုင်တော့မဖိတ်ဘူးရှင်းတယ်နော်ဆိုင်ဖွင့်ဝဲမှာငါလုံးမလိုက်ကိုစောက်စင်ကိုတီးဟမ်မင်းတို့ဆိုင်မှာဖိတ်ဘူးလားဟမ်စောက်ဖက်ကိုမလုပ်ချင်လို့မင်းတို့လူကြီးရမတွဲလို့ကွာဟုတ်လားငါလိကြည့်တယ်ငြိမ်းတယ်ငါလုံးမသားတွေနှာစီးနေတယ်ဘာလူကြီးလဲမင်းစက်ပတ်လူကြီးလားဟမ်ဘာလုံးမသားတွေအဘအတိုင်းပဲမအေးလိုတွေစောက်ဒလန်တွေတော့မနိုင်ဘူးမအေးလိုတွေမင်းအောင်လိုက်များတော်လန်နေသေးတယ်မင်းစက်ပတ်ဟမ်ပြောရင်ငါလုံးမသားတွေအလွန်ဖြစ်ဦးမယ်ချောင်းသားတွေငါလုံးမာသားတွေအေးလို့ကြက်သားတွေဒါအဲ့ဒါတင်ကားတာပဲနော်စစ်တပ်လေးဖောင်းထုလိုက် PDF လေးဖောင်းထုလိုက်မြန်မာပြည်ပြန်ကန်လီးကြတော့စစ်တပ်ကိုဖားလိုက်မလုံးနဲ့မရဘူးဟမ်မရဘူးစစ်တပ်ကဖားမှာပဲအဲ့ဆောက်ယူမှာကြက်မပြေလို့ပြန်တာဟမ်ဆယ်လူယူနေတာသိတယ်မလားကြော်ဝဲမောင်ကြီးဟမ်ဟိုဒီကကိုရီးယားစောက်ယူသိတယ်မလားစောက်ယူနဲ့ငါနဲ့ပေါင်းလိုက်ကဘာကြီးကိုချိန်မိုးပြမယ်ဟမ်ဘလို့ပြတ်သွားတာဟို US နိုင်ငံတွေပါတယ်မလုံတာဟိုမှာဂျပန်ကတရင်တော့တေသွားတာနော်ရွှေဝါရောင်တော်လိုင်းမှာတေသွားဒိုင်းထိုင်းဘာမှမသိဟမ်အဲ့လိုဖြစ်နေတဲ့ကျွန်တော်ဟိုဟာတွေလူငယ်တွေကိုလည်းမကာဝယ်ပေးနိုင်ဘူးရှေ့ထွက်နေတဲ့လူငယ်တွေလည်းမကာဝယ်နိုင်နောက်ွယ်မှာပိုက်ကြီးပူပြီးတော့မအေးလူများဟမ်ငြိမ်စားမယ်ဒီစောက်ယူကိုတဲချက်အဖြစ်ထားတယ်မြောက်ပေးတယ်ငါတို့မသိများခတ်မှာမအေးလူများရှင်လို့မေးစပတ်
ဘယ်တော့ရောက်သွားကြီးလဲမသိဘလို့ပြလို့ကြောက်နေကြတာလည်းမသိငါဒီဘလို့ပြလို့စိတ်အားတွေထအရန်တွေထက်တန်ပြနေမှမသိဘူးလှုပ်ဆန်းမှာလေးဝဲလှုပ်အကုန်လုံးလှုပ်ဆန်းမှာဘိုင်းကောပေါ်တင်လှုပ်ဆန်းမှာဟမ်တော်လိုင်းရေးလှုပ်တဲ့လူတွေဟိုတဲ့အမုံနေရလိုချင်းလို့မြှောက်ပေးနေတာလည်းသိတယ်သူတို့အချင်းချင်းမတည့်ရင်ဒီဆောက်ယူမကိုဂျားကန်ထားပြီးတော့တော်မြောက်ပေးတာဟမ်ငွေပူကိုပြောလိုက်တော့ရွှေမိုးကိုပြောလိုက်တော့မအေလိုးတွေငါတို့မသိများမှတ်နေလားမသိဘူးငါတို့မှဟာမြေပြင်မှာမဲလေးဖိတ်ခေါ်လို့တွားရောင်းပေးတယ်အဖွဲ့အစည်းမရွေးဘူးကိုတွေစောက်ဆန်တဲ့ကိုတွေတွားပြီးတော့လမ်းစိတ်တွေကုန်ဟမ်လူငယ်တွေကလှုပ်တယ်ကွာလူငယ်လူလက်တွေကအကုန်လုံးဟိုဘယ်လိုမှစိတ်အားထက်တန်တာနဲ့ဒီနမလိုးတွေကလူကြီးတွေကလှူလာတယ်ငါလုံးမဖေးလုံးမတော်မြောက်ပေးနေတာဟမ်နေငွေပုတို့ပြောအဲ့ကောင်ကဟိုဟာနဲ့တွဲတာဟမ်ဘလူနဲ့မှမတွဲဘူးဟမ်အာယုံတော့ဘယ်ကောင်းမှလည်းလေးသားရမှာပါဘူးဟမ်လေးသားလည်းဘလူရှိလို့လဲငါပြောတာကိုရီးယားမှာဟမ်ဆိုင်ဖွင့်ပွဲတော့မဖိတ်ဘူးနော်ရှင်းတယ်နော်ဆိုင်ဖွင့်ဘယ်ကောင်းမှလူကြီးရမထားဘူးကြာတရားကိုဖွင့်လိုက်တယ်ငါဆိုင်ဖွင့်လားတရားကိုဖွင့်လိုက်တာနော်တရားကိုဖွင့်ပြီးတရားပဲအဲ့မှာနားထောင်ကြတဲ့မလားအမုံခင်းကကျွေးလိုက်တယ်ပြီးသွားပြီဟမ်ဒီနာအနီးနာနော်တငယ်ချင်းတွေဖိတ်တယ်မိတ်ဆွေတွေဖိတ်တယ်ကိုယ့်ရဲ့ online ကမိတ်ဆွေတွေဖိတ်တယ်ဘယ်ကောင်မှလူကြီးရမထားဘူးဟမ်လူဆိုတာလေးစားအောင်နေရတယ်လေးစားအောင်နေရတယ်ဓမ္မဘက်မှာရက်တည်မယ်ဆိုဓမ္မနော်အာဓမ္မဘက်မှာရက်တည်မယ်ဆိုလည်းရက်တည်ပလိုက်ဟမ်ဟိုလိုဒီလိုဟိုလူကိုမြှောက်ပေးသလိုဟိုလူနဲ့မတဲလို့မြှောက်ပေးသလိုမလုံနိုင်မလို့အဲ့စိတ်ဓာတ်တွေပြင်းဟမ်တော်လိုက်အောင်အဲ့မအေးလို့တွေကနေရာတက်ယူမှာဟမ်အဲ့အယိုးဆွေးနေတဲ့ကောင်လေးတင်းချိုင်းကိုတစ်ဖက်လန်းတဲ့ကောင်လေးအဲ့ဒါနေရာတက်လို့မှာတော်လိုက်ရေးမှာငါဘာကြီးလှုပ်ခဲ့တာဆိုပြီးတော့ဟမ်လူငယ်တွေကြတော့ငါလုံးမှာရှေ့ထွက်ခိုင်းအမုန်းခံခိုင်းဟမ်ဟိုလူကခွက်ခောက်တယ်ပြောလိုက်ဒီလူကခွက်ခောက်တယ်ပြောလိုက်ငါလုံးမှာသာဥပဒေရလဲကာကွယ်ပေးမှုမရှိဘူးဟမ်ဟာဒလန်လေးကပညာတော်တင်လေးလာတယ်သူတို့လာတဲ့ဟိုရှေ့နေတို့ရှိမှအများကြီးပဲကိုရီးယားတို့ဂျပန်တို့မှာပညာတော်တင်မှလွတ်တာစစ်တပ်ကဟမ်ပါတီပါချက်မလွတ်ဘူးစကားစားလွတ်တာဟမ်အခုဆိုကြည့်အဲ့မှာအခုကိုရီးယားကိုလာနေတာဒီလောက်ခက်ခဲနေတဲ့ဂျားတွေကမှလေစိတ်မှာတပွဲဟမ်ចောင်းသားတွေဟမ်နေပြီးတော့မှစစ်တင်တန်း၄လစစ်တင်တန်းအောင်ဖြစ်တယ်အဲ့ဒလန်စိုက်ဝါလို့ဖို့တင်တန်းတွေ၄လပေးပြီးတော့ကိုရီးယားနိုင်ငံဂျပန်နိုင်ငံမလေးထိုင်းနိုင်ငံအသီးသီးကိုလွတ်တယ်ပညာတော်တင်အနေနဲ့ပဲလွတ်တာတက်လားဘာဖြစ်လို့လဲတက်လားပညာတော်တင်ဖြစ်မှလူတကာဒုက္ခပေးလို့ရမှာအဲ့ဥပဒေရှိနေပွဲတို့ဟမ်တော်လိုင်းသမားတွေကစပီးအောင်လှုပ်လိုက်ရင်အဲ့မှာဥပဒေနဲ့တရားစွဲမယ်ဟမ်အမှုခင်းဖြစ်လို့မရတော့ဒီရဟာတွေကငါလုံးမခေါင်းငုတ်ခံနေရတာဟမ်မြောက်ပေးလားကြက်စောက်ယူဟမ်လုံးငါတော့စက်ခွက်လူရင်ရတယ်ငါလုံးငါဂျားလူမြောက်ဝေးနေတယ်မြောက်ပေးပါလားမင်းတို့လူကောင်းသူကောင်းဟမ်တဲ့ချက်အဖြစ်ငါတနေ့ရှိ2နှစ်3နှစ်ရှိပြီဒီတလမောက် BC ရေဆိုပြီးတော့ဘယ်ကောင်းမှမပြောရဲဘူးငါကြည့်နေတာငါကိုရီးယားမှာလေ့လာနေတာတက်လားဟမ်မဟုတ်တော်ကြောက်နေရတာဒီကောင်လေးဘွားလေဒီဆောက်ယူကိုလေဟမ်ငါတို့ကကြောက်ကြမကြီးငါတို့ကနင်းတာဟမ်လာမျက်နှာချင်းဆိုင်တွေ့မလားလာကိုရီးယားတမိုးအောက်မှာရှိနေတာပဲလာခဲ့ဟမ်ချက်လက်ချက်လာလားဟမ်UG တွေဘာတွေမပြောနဲ့လာခဲ့
မိန်းကလေးချင်းတွေ့မှလားမိန်းကလေးချင်းတွေ့လိုက်အဲ့လိုလည်းမဟုတ်အခန်းထဲကနေစဉ်နဲ့အမြဟောင်းနေတာဟမ်မနိုင်ရဲတိုင်နိုင်ငံခြားမှာ US မှာလည်းမရှိသေးတယ်အချော်တစ်ခေါက်တစ်ကောင်ရှိသေးတယ်ဟမ်မင်းလည်းလုံးမနေနဲ့မင်းလည်းမအေးလို့စီပြန်အဲ့မှာလက်သုံးချောင်းတောင်မှုနဲ့မင်းဖမ်းခံရမှာပဲအဲ့လိုဖားမနေနဲ့ဟမ်တော်လိုင်းရိုးစောက်ပေါင်းထုပြီးတော့မြန်မာပြည်ပြန်ပြေးဖို့မစင်လားနဲ့မင်းတို့ခွာထိုင်နေလေဟိုရောင်ဒီရောင်ဟို PDF ပဲအတက်ပေးတာဟိုတနာရောင်ဟမ်စစ်တပ်ကြီးကိုပဲဘောပြေးဆုပ်ရောင်ဘောပြေးဆုပ်မတက်ပဲမအေးလူများမင်းတို့ဖမ်းခံရမှာပဲဟမ်အခုလည်းဒီဆောက်ယူကငကိုတော့ဘယ်လိုပြောမလဲစစ်တပ်ကိုစောက်ပေါင်းထူလိုက်ဟောနည်းနည်းလေးတော့မသိရမလားသူ့ကိုသူဆယ်လီပတ်တီများတင်နေလားမသိဘူးရုပ်ရှင်မင်းသားမင်းသမီးတွေငါမြန်မာနိုင်ငံပြန်တော့ဝိုင်းလေနေမှာပဲဘာဖြစ်လို့အမေရိကန်မှာ Facebook တွေဘာတွေမှမတုံးတာတိတ်ပြီးတော့နော်ဟို Facebook ဆယ်တီတွေလည်းစောက်တယ်မကြည့်ဘူးဟိုဘက်သူများနိုင်ငံတွေကနော်ဟိုသူတို့လိုလူမျိုးမပြောနဲ့အဆိုးတော်တွေမြန်မာနိုင်ငံရောက်သွားတဲ့အဆိုးတော်တွေတိတော့မသိဘူးနော်ပိုင်တကောဆိုလည်းဒီမှာကိုရီးယားမှာရှောက်သွားနေတာပဲဘလူးမှမလုပ်ဘူးအဲ့တော့မြန်မာပြည်မှာသိရမလားဟိုဖန်မီတင်ပဲလောက်ရတော့မလို့တဲ့လားစောက်ယူသွားတာတော့အဲ့ဒါဖန်းခံရောရှေ့ရတယ်နဲ့တော့ဘောဆုပ်လည်းမရအောင်မမီဘူးရှေ့ရလူတွေမှတ်ထားတာရှေ့ရအပွေးမြင်အမြင်ထောင်လိုင်းမြနဲ့ပေါ့သေးသေးမြမှတ်နေလားမသိဘူးအကုန်လုံးတို့မှအချက်လက်ရှိပြဘယ်အချိန်ဘယ်အခါငါတို့စောက်ဖောင်းထူထားတာဘယ်အချိန်ဘယ်အခါမှာငါတို့ပြန်မြန်မာပြည်ပြန်လာခြင်းလို့လီးပြေးဆုပ်တာတို့သိတယ်ဟိုစစ်တပ်ကနော်ဘိုးတွေကတင်တန်းစင်ဖာချတာတို့အဲ့လိုကြီးလည်းမဟုတ်ဘူးငါတို့အခုတိုက်နေတာအုပ်ချုပ်မှုစနစ်အာဏာရှင်တိုက်စစ်တပ်ကလူတွေကအဲ့ DSA တို့မပြော DSA တို့ DSD တို့နော်ဟိုစစ်ဆေးပဲဖြစ်ဘာပဲဖြစ်အနည်းဆုံးတော့10တန်းအောင်လဲစစ်ဆေးဆိုလဲဒေါက်တာအမတ်နဲ့နေလားငါလားပဲပညာတစ်ခုခုတော့တက်တယ်တို့တွေဟိုဘယ်လိုပြောမလဲဝလုံးတိတ်ကျုံပြောလို့မရဘူးဟိုအရင်ကတုန်းကဆိုအကုန်လုံးမျက်စိပိတ်နားပိတ်ရေဒီယိုခစ်နားထောင်ရတာနော်တို့ငယ်တုန်းကဆိုရင်ဘယ်လိုပြောမလဲအဲ့မှာအရင်တော့ဆိုအိုးဘတ်တွေမှာရှမ်းတပုံတွေဘိန်းတို့ဘာလို့ရှိတာဟုတ်အတက်ကြီးမှတိလာတော့တို့မွေးထားတဲ့တပုံတွေပဲနော်ဘာလို့တပုံတွေရှိမှတို့ကိုယ်တိုင်တပုံမွေးတယ်တပုံကိုနှိမ်နှင်းပြတာအဲ့ဒါဆိုအရင်တော့စစ်တပ်ကိုပြည်သူကမြင်ကြည့်သေးတယ်နော်ဟိုစစ်တပ်ကလာဟိုတိုက်ပွဲတွေတိုက်လို့ပြန်လာပြီဆိုရင်ပန်းကုန်းတွေစပယ်ပန်းကုန်းတွေနော်တို့ငယ်စဉ်တုန်းကပါဟိုငယ်တုန်းကနော်ရေဒီယိုခက်ကနော်အဲ့မှာဟို TV လေးတွေနဲ့ကြည့်အဲ့ချိန်တော့လူတွေကအကောင်းမြင်တယ်ဘိန်းမရင်ခွန်သာတို့သိတယ်မလားဘူမြတို့အဲ့လိုမျိုးပေါ့ကွာလက်တက်မွေးထားတဲ့လူတွေတို့ဘက်တို့လက်တက်မွေးတယ်တို့ဘက်တို့နှိမ်နေတယ်တို့ဘက်တို့နာမည်ကောင်းယူတယ်အဲ့တော့ဆရာဝန်ဖြစ်မဖြစ်အင်ဂျင်နီယာဖြစ်မလားမဖြစ်စစ်ထဲဝင်ပြီးပါတွေကနော်အဲ့တော့စစ်တပ်ထဲမှာလည်းပညာမတက်ဘူးမထင်နဲ့အဲ့လိုဝလုံးသိမ်းကျုံပြောလို့မရဘူးလူရည်တက်နေလဲပါတယ်နော်ငါတို့တိုက်နေတဲ့ဟာအခုဗာလဲအာနာရှင်တတိုက်နဲ့လက်ဝကြီးအုပ်တဲ့အာနာရှင်တတိုက်နဲ့နော်စနစ်တစ်ခုကိုတိုက်နေတာဟိုစိန်အေးကြောင်းစင်းလို့ဘာလို့တိုက်တာမဟုတ်သူတို့မှလည်းသူတို့ပညာနဲ့နော်သူတို့ရဲ့ရည်မှန်းချက်နဲ့အမေစုလက်ထက်မှာလည်းဝင်တဲ့လူရှိတာပဲစစ်တပ်နော်အကြောင်းမျိုးကြောင့်စစ်တပ်ထဲရောက်တဲ့လူတွေလည်းရှိတယ်နော်စီးရုံးရမယ်အစားအဲ့ခွာထိုင်နေရဲ့တဘောတဝါဘော PDF ကိုလည်းစောက်ပေါင်းထုတယ်တဲနေရာမှာတုံးစားလို့မရအောင်အရင်ကြောက်ဖို့ကောင်းတဲ့လူမျိုးတဲ့မလားအမေရိကန်ပြန်ရောက်ကြီးကစောက်ပေါင်းထုမှာအဲ့စောက်ယူတွေကိုကြည့်လိုက်အဲ့လူကြီးယူတဲ့လူတွေကြည့်လိုက်အဲ့အယူဝါသိတယ်မလားဆယ်လီယူတွေကြည့်လိုက်အကြောင်းအရာတစ်ခုကိုရေးလိုက်တယ်အောက်မှာအဲ့မှာစာလေးတဲ့သူတို့နာမည်ကိုရေးတယ်တမီဆိုစိုက်ကိုပတ်တွေရဲ့တဘောတဘာဝလေစာရေးဆရာတွေတော့ငါမပြောလို့ပါဘူးစာရေးဆရာတွေလေစာရေးဆရာတွေစာတွေရေးတယ်သူတို့ရဲ့ကလောင်နာမည်ကိုအောက်မှာရေးတယ်
ဘာသူတို့ကနာမည်ကြော်ကြားပြီးသားလူတွေအဲ့ psychopath တွေလေအဲ့လိုစောက်ယူတွေရဲ့ delay ကိုဘဝင်ယူတွေရဲ့ delay ကိုလေ့လာကြည့်တာလေလူကြီးယူတဲ့လူအကြောင်းအရာတစ်ခုကိုရေးလိုက်တယ်အောက်ကဘလူဘဒူပါဆိုပြီးတော့တဲ့မလားဖုန်းနံပါတ်နဲ့ဟမ်ငါအခုငါလိုက်လွင်တယ်ကွာကရှင်တက်မယ်ကွာငါနာမည်ငါထည့်ရေးရမလို့ငါမှန်းသိတယ်ဟမ်စာရေးလိုက်တယ်ဘလူကိုစောက်တင်းတုတ်တာပဲဖြစ်ဖြစ်ဘလူအကြောင်းအရာပဲပြောတာဖြစ်ဖြစ်အောက်ကငွေပုခတခင်ကြီးတွေပါမလုပ်ဘူးတဲ့မလားဟမ်ဘလူစောက်ယူတွေမှမသိဘူးငါလီခွေးတိုးပေါက်ကတက်လာတာဟမ်ရှိသေးတယ်အမေရိကမှာအချော်တစ်ခေါက်ကြံသေးတယ်မေလို့မဖင်ပတ်ခံအောင်ဟမ်ဒီကောင်လည်းမြန်မာပြည်ပြန်ញင်နေလားမသိဘူးစစ်တပ်ကိုဘောပြေးစုပ်နေဟမ်အဲ့စစ်တပ်ဘောပြေးစုပ်မဲ့ကောင်ဝိုင်းရံတဲ့ကောင်ကရှိသေးတယ်ဟမ်တော်လည်းတမအချင်းချင်းဝေဖန်ထောက်ပြတာငါမပြောလို့ဟမ်စစ်တပ်ဘောပြေးစုပ်တဲ့ဟာနဲ့ပူပေါင်းပြီးတော့ကိုတော်လည်းသမားတွေကိုငါလုံးမထောက်ပို့မှုအားနေအောင်ဟမ်ထောက်ပို့မှုတွေအားနေအောင်ပြည်သူလူထုယုံကြည်မရှိအောင်ဝိုင်းဝန်းတိုက်ခိုက်တာတော့အောက်တန်းကြတာမရှိဘူးဟမ်အမတန်ဟိုဘယ်လိုပြောမလဲကြောက်ဖို့ကောင်းတဲ့လူတွေတဲ့လားအဲ့လိုမျိုးအမတန်လေဟိုးဘက်လည်းမဟိုးဘက်လည်းမရောက်ဒီဘက်လည်းမရောက်ဟမ်ဟိုကိုမေကိုလိုလေးမာဆိုးမလုံးနဲ့တော့မအေးလိုလေးဟိုတနေ့ရအောင်မနော်ဦးကြောင်ဘူးမှာတယောက်လာတယ်နော်အကိုတယောက်အသက်ဟိုလောက်ရှိပြီ40ကျော်လောက်ရှိပြီအဲ့ကိုကကွာနည်းနည်းဘယ်လိုပြောမလဲအိမ်အောင်တဲ့ဒါပေမဲ့ဂေါ်တယ်နည်းနည်းအဆက်ကြောက်ကြီးတယ်အဲ့ကောင်အဲ့မအေးလိုလေးကြုံဝင်းအောင်နဲ့ဖုံးပြောတယ်နော်တိုင်ရုံးမှာတက်တန်းသွားတိုးရင်းနဲ့တွေ့တာတက်တန်းသွားတိုးရင်းနဲ့ဘာညာမဟုတ်ဘူးမြန်မာချင်းဆိုတော့ခင်လာတော့မအေးလိုလေးကဖုံးခေါ်တယ်ဟိုကရေချိုးနေပါတယ်ပြောလည်းမရဘူးရေချိုးလဲကြည့်မယ်မအေးလိုလေးဟမ်မအေးလိုစောက်ချောက်ဟမ်ဟိုကျန်တဲ့ LGBT တွေပြောတာမဟုတ်တော့ဒီမအေးလိုလေးဟမ်ကိုမေကိုလိုလေးဘာဆိုမလုံးနဲ့နော်ငါလုံးမသားအယုတ်သမားလေးမအေးလိုဒီဘက်ကကောင်လေးရုပ်မှာငါလုံးမရုပ်မှာသိမရှိလို့မအေးလိုမဲအမတပ်ပြစ်လို့ရရနော်မြန်မာပြည်ကကိုမေကိုလိုကောင်းနေနော်မအေးလို G1 လျှောက်တယ်မအေးလိုဟမ်ငါလုံးမသာကိုရီးယားမှာအောက်ဆွဲစောက်ယူဟမ်မအေးလို့ဟမ်ကိုရီးယားမှာအောက်ဆွဲတာအားမရလို့ဟိုအယုတ်တမ US ကတမီးဆိုအောက်သွားဆွဲတယ်ဟမ်လော်ပြဟိုင်းတာလေမအေးလို့လေဒီမှာအကောက်ထဲမှာကျွန်တော်တော်လာမင်းလားဘာလားမသိဘူးရှိတယ်ညမလေးတယောက်လည်းအဲ့ကောင်မက်ဆေ့ဂျာကလီးပုံသွားပြဟမ်ပြီးကြတော့ကိုရီးယားပြောတော့မအေးလို့လေအိုးနီးပင်အဆက်ရမ်းတာမအေးလို့ဟမ်သူ့အကောင့်သူ့ကြီးကလှုပ်ပါတယ်လှုပ်နေမအေးလိုးလေးကမင်းအဲ့အကောင့်နဲ့ငါတို့မင်းတိန်းနံမှာတရင်ပေးတာမဟုတ်လားဟမ်ကိုမေကိုလို့တိန်းနံမှာဘလို့မကောင်းတာဒီဘက်ကဟောကြတော့ဟိုဘက်ကိုဂုံးတိုက်ဟမ်ကိုမေကိုလိုးလေးပတ်မွေတာတော်ကြကိုစိုးမိုးသူတို့အကြောင်းပြောလိုက်ဟမ်တော်ကြဟိုအောက်ပိုင်းကဟိုလူကြီးတွေအကြောင်းပြောလိုက်ဘလူနဲ့မတဲ့တာပြောလိုက်မအေးလို့ဂုံးပတ်တိုက်နေတာဟမ်ကိုမေကိုလို့အယုံမာချင်းတော့စုစည်းတာငါတို့ကန်ထုတ်လိုက်လို့ဟိုဘက်ကိုပြေးကတ်တဲ့ကောင်ကမအေးလို့ဟမ်အဲ့တော့ဟိုဆောက်ယူကဂုံစားနေတယ်သူမားမှန်းသိလို့အမေသူ့ရှိကိုလာတာတဲ့ဟမ်မအေးလို့လေဟမ်မိခလေးလီးပုံသွားပို့တယ်ငါတို့အဖွဲမှာအဲ့လီးပုံလို့လက်ဥပုံလို့ပို့တာမရှိဘူးကိုမေကိုလို့ဟမ်ငါတို့အဖွဲမှာငါကြည့်နေတာသူတပားရဲ့ခလေးကိုချိန်သာတိုက်တာမရှိဘူးမိန်းကလေးပဲဖြစ်နော်အမတွေညီမတွေမရှိဘူးငါကြည့်တာတို့ချကြတယ်နာမည်တက်ပြီးစော်တယ်ဟမ်ဘာလို့မှသူငါကြည့်နေတာငါအကောင့်ထဲကလူတွေလည်းငါလေးကိုယ့်ဘက်ပါတိုင်းလည်းဟိုဘယ်လိုပြောမလဲပါတယ်ဆိုပြီးကစဘာဖြစ်မရှုံးပါဘူးငါဘက်ကလူတွေကဟမ်သူများကလေးကိုချိန်စာမတိုက်ဘူးမဆိုင်တဲ့အားတွေကိုတေးပါသေးမချိန်ဆဲဘူးတခါမှလည်းမတွေ့ဘူးဟမ်လီးပုံပို့ဆိုတာဝေလာဝေးဟမ်
ငါတို့နဲ့မဖြစ်ခင်3နှစ်မကြော်ခင်တည်းလူတကာနဲ့ပတ်ဖြစ်လူတကာဘယ်မှမသိတဲ့လူတွေကကြော်ဝင်းမောင်တို့အဖွဲ့တွေနဲ့ဖြစ်တယ်မလားဟမ်နင်အဲ့ကောင်ပဲလီးပုံပို့မှာအဲ့လက်ဥပုံကြီးကိုပို့ပြီးတော့ဒီ3နဲ့3မို့အခုနောက်ပိုင်းမှာရံဖြစ်တဲ့မှာတိငါတို့အဖွဲ့ရပဲလီးပုံပို့တယ်လို့ဟမ်လက်ဥပုံကြီးပို့တယ်လို့ဟမ်နင်အဲ့ပုံကိုတိတ်ထားတာဘယ်နှခုနဲ့ကလဲအဲ့လက်ဥပုံကြီးကိုဟမ်နေ့အသက်ပွေးဝမ်းကြောင်းပညာဒါပဲရှိတယ်လေရဲတိုင်မယ်တရားစွဲမယ်နိုင်အောင်လှုပ်ဆမ်းပါဟမ်လူချင်းတွေ့မလားတွေ့လို့ရတယ်အချိန်ကြီးမိန်းကလေးချင်းတွေ့မလားကြောက်လားဟမ်တွေ့မလားရဲစကားမှတွေ့မလားဘယ်နေရာမှာတွေ့မလားခန်းနဲ့အာတက်ချောင်းဟမ်ငါညီမရှိနေနဲ့ဒူးထောင်နေရအောင်တက်လားဟမ်စောက်ကောက်ကိုမေးပြီးရိုက်တက်လားနေလားအမှန်တရားဆိုပြီးတော့ဟမ်တခွန်းကြီးမေးမှာလိုက်လွှင့်ပြီးရိုက်အောင်ဟမ်မာပြီးမှာမဟုတ်တာကံကောင်းတယ်မဟမ်ဒါပေမဲ့လူဘဝကြီးကပြောလို့မရအောင်တော့ဟမ်ငါတို့လည်းကိုရီးယားမှာနေရမယ်လို့လည်းတလုံးနေရမယ်လို့လည်းမစင်လာတာဘူးမြန်မာပြည်ပြန်ရမယ်လို့လည်းမတွေးထားဘူးလူဘဝကြီးကပုံသိမရှိဘူးဖြစ်ချင်တာနဲ့သိရမလားနော်ဖြစ်ချင်တာလည်းမဖြစ်ရဘူးတခါလေကြာလူဘဝကြီးအေးမဖြစ်ချင်တာလည်းဖြစ်တတ်တယ်နော်အာ905လေးထုတ်လိုက်လို့ကိုရီးယားမှာလည်းတလုံးနေရမယ်မထင်နဲ့တချိန်ကျမြန်မာပြည်မှာလည်းစုံနိုင်သေးတယ်တလားအဲ့တော့လူသားတွေဝါထားအောင်နော်လူသားတွေဥပဒေကိုစောက်တလွဲအသုံးချပြီးလူသားတွေဝါထားအောင်ဟမ်အေးတင်ကိုကြည့်တာကတော့အားမရအောင်ငါတို့လည်းကြိုင်ကြည့်နေဘယ်လိုဖြစ်မလဲဆိုတာတလားမြန်မာပြည်တမိုးအောက်တွေတော့မစုံသေးနဲ့ပေါ့တက်လားနေလားလူမှန်ကြီးလားဆိုပြီးမေးဖို့တစ်ချက်ချင်းမေးပါဟောဘာလဲစစ်တန်းအောင်လို့ဘာလို့ဟဲ့လားဘာလဲစင်ကာပူကဘာလဲလူတက်ပြီးပြေးတာတို့တခွန်းချင်းစီမေးပါဒီဓာတ်ပုံကဒီနန်းနေတဲ့ဓာတ်ပုံကနှစ်ပုံလားငါးပုံလားဘယ်နိုင်ငံပုံလဲမေးပြီးတော့ရိုက်တာအားချောင်းလားမြန်မာနိုင်ငံမှာဘာဥပဒေမှမလုပ်ဘူးမြန်မာပြည်မှာဘာဥပဒေမှတိုင်မနေဘူးမင်းအောင်လိုင်တို့အုပ်ချုပ်တဲ့နေရာမှာဥပဒေတွေတရားရေးရာတွေဓမ္မတွေပါရင်နားမလဲဘူးဘာဥပဒေမှမရှိဘူးအမှန်တရားကိုအဲ့ဥပဒေနဲ့ရှာလို့မရဘူးတဲ့လားမေးကိုမေးပြီးတော့လေတခွန်းနေတစ်ချက်ပြင်းရှောင်းလေးကွာလုံးမကွာတဲ့မလားစိတ်လေးနဲ့လျှော့ထားတာတခွန်းချင်းလေရှာလေးကိုလေလိန်တော့အပ်လေးနဲ့လေငရဲတိမ်မရောက်ပါငရဲကကြားတယ်ဒါဒီဘဝမှာငရဲတို့ဝစ်ကျွေးတို့ဆိုတာပါလဲသိရောချိန်လာတိုက်တဲ့ပါစံဗမာလဲပြားပဲရှာတော့ဘလို့လောက်ပြမလဲဆိုတော့ကြည်နေဟုတ်လားခလေးကိုချိန်လာတိုက်တယ်ဟလားရှာတော့စမ်းပါစံကိုဟာဘလို့လုံးလဲဆိုကြည်နေတမီးတို့အေတင်ကိုတို့ကကျန်းအောင်အမဆိုင်မှာတွေ့နိုင်အများဆုံးတောင်းမှန်မယ်ကိုကအများဆုံးတစ်ချက်ပဲမကျင်တတ်လို့ပါရရင်ရိုက်ခံရလိမ့်မယ်နော်ဥပမာပြောပြငါတို့နဲ့ကြမရဘူးနော်အဒီဒါအောင်အဝချောင်းတာလူဘွားကြီးကနော်ပထမပုံသိမရှိဘူးနော်မြန်မာပြည်ပြန်ငါလည်းမြန်မာပြည်ပြန်မရောက်ဘူးမပြောနိုင်ဘူးနေလည်းမြန်မာပြည်ပြန်မရောက်ဘူးမပြောနိုင်ဘူးအေးပြန်ရောက်လို့တွေ့တဲ့ခိုင်မြန်မာပြည်အနက်လွတ်အောင်ပုံတက်လားလွတ်အောင်ပုံအခုကတော့ဟောင်းနာငါနာမည်ကိုတထားတက်လားမနေ့တနေ့ကမှအွန်လိုင်းပေါ်တက်တဲ့စောက်ယူနာကန်းနေတယ်သိတယ်မလားလူမိုင်းလူတကာအဲမွန်တင်းတို့လိုပေါ့ကွာလူတကာတီးပြီးသားအကြောင်းအရာကြီးရှာအရသာခံပြီးပြောပြီးလူမိုင်းကြီးစောက်ယူတွေပဲလုပ်လို့ရမှာတော့တတိုင်းနဲ့တက်လားငါတို့နဲ့မှလူမိုင်းကြီးလာမလုံးနဲ့ဘလူးစဖောင်းလဲဆိုတော့အကုန်လုံးသိတယ်နော်လူဟောင်းတွေမှန်သမျှသိတယ်မနေ့တနေ့ကမှမိကစောက်တဲ့ကထွက်လာပြီးငါလူဘဝလောကကြီးအကြောင်းမှန်တယ်တိုးလာခဲ့မြန်မာပြည်မှာဘလို့မှန်လဲဆိုတော့မေးရမှာကြက်တရီထားငါတို့မြန်မာပြည်ရောက်ဥပဒေနဲ့မရှင်းဘူး
ဥပဒေနဲ့ကိုက်နေတဲ့နိုင်ငံမှာဆိုရဲတိုင်မယ်ဥပဒေနဲ့ရှင်းမယ်ဥပဒေနဲ့မကိုက်နေတဲ့နိုင်ငံမှာဆိုအမှန်တရားကိုပါလဲ PDF တွေလိုပဲလက်နက်နဲ့ပဲယူမှာဟမ်အမှန်တရားကိုလက်နက်နဲ့ပဲရတာငင်းငင်းနဲ့မရဘူးသပွဲကုံလေးမှာသိတယ်မလားလက်မှတ်လေးထိုးလိုက်သိတယ်မလားအမှန်တရားကိုပါလဲမေးပြီးတော့ရိုက်ယောက်ျားလေးရိုက်ရင်တုံစောက်ကြောတင်းမှာငါတို့ဝင်ရိုက်မှာမိန်းကလေးချင်းလွတ်ပေးမှာမိန်းကလေးချင်းလွတ်ပေးမှာနော်အဲ့မှာမေကုန်းတစ်ခုမေးမယ်လိန်နာနဲ့စောက်ခွက်ကအဲ့မှာနော်ဖျားဘူးလဲသွားမယ်မရှိတဲ့သွားတွေအဲ့မှာဖျားဘူးလဲမယ်မဟုတ်လားတို့လူရုပ်မှာ3ယောက်ဟမ်တယောက်ကမိန်းကလေးတွေလီးပုံပို့တယ်ယောက်ျားချင်းလီးပြဟိုင်းတယ်မအေးလို့ဟမ်ဥပဒေကကျွန်တော်မြန်မာအခုဥပဒေကဘာကျွန်တော်တို့သွားပြီးရဲတိုင်တာတို့သိတယ်မလားဖြည့်ချင်းခိုင်းတာတို့လုံးမလဲသူတို့ရဲ့အာဏာကိုဖီးစားမယ်ဆိုတော့ဖမ်းမှာပဲတတ်မှာပဲအဲ့ဒါကြတော့တော်ဥပဒေနဲ့အညီလုံးမှာကျိုးမိတ်ပေးတာတို့ဘာတို့အကျန်တဲ့ကသွားမလုံးနဲ့အကျန်မင်းငွေများလားမင်းငွေနိုင်တယ်မင်းငွေနဲ့လားမင်းသွားရှုံးသွားငိုသားရီသားဆိုသိလားဟမ်ဒါပဲစဟောင်းတာငါရဲ့အမအီတို့မနှွေပန်းတို့နော်အဲ့နာမည်တွေတပြီးအဝဟောင်းတာဟမ်တချိန်ကျရင်ဘယ်လိုဖြစ်မလဲဆိုတာဘလူးမှမပြောနိုင်ဘူးနော်ဘလူးမှမပြောနိုင်ဘူးမနေ့တနေ့ကမှဟုတ်တယ်ဖုံးဝယ်တုံးပြီးတော့ဘူးမသိဘာမသိနဲ့အမှန်တွေပြောတာနဲ့မိကြီးကဗနာသားကြီးအားမရအောင်သိတယ်မလားဒီမလေးအမှန်တွေပြောတာဆိုပြီးတော့မွန်နဲ့အထာလုံးနေတာဟမ်ဟိုဆောက်ခွားကြီးလဲရွှေမရောလားမသိဘူးနေ့စဉ်ကလုံးမပေါ်ပင်ဖြစ်တဲ့ဟာလေးတွေပြောလူမိုင်းတိုင်လုံးနေဟမ်မွန်သေးဆိုတဲ့ခွားကြီးတဲ့နေလဲဘောမှာလဲဟမ်ဟိုဆောက်လူနဲ့အလိုပဲဟမ်စောက်တူလူနဲ့အလူပဲငါလီမနေ့တနေ့မှာအွန်လိုင်းတုံးပြီးတော့နင်တို့မှာကိုးကွယ်လိုက်မယ်ဟာဟိုလူကိုပြောပေးပါအောင်ဟာဒီလူပြောမယ်စောက်ပတ်သက်တွေမရှိဘူးလားအဲ့ဒါမို့လဲမြန်မာနိုင်ငံငါလုံးမှာကကြုံလို့အုပ်ချုပ်ခံနေရတာငါလုံးမှာကြုံစိတ်ဓာတ်တွေနဲ့သူတပားရဲ့ဗဇက်တွေအငါခိုင်းမယ်မပြောရဘူးလားတသိမရှိဘူးလားဟိုအမကြီးလေတမီဆိုသူများနိုင်ငံမှာအမေရိကန်ဖလက်ကြီးထောင်ပြီးတော့စောက်ယူးတွေတော့အမေရိကန်ရောက်တော်သေးတယ်သိတယ်မလားဟိုဘယ်လိုပြောလဲနောက်မှာအမေရိကန်တို့ US ရောက်မှန်းသိပါတယ်ဒီမှာကိုရီးယားရောက်တဲ့တချို့တော်သားတွေလည်းရှိတယ်ဂင်ချီရောက်အချစ်ရှုံးသမားလေးလို့ဂင်ချီရောက်ကောင်လေးဟန်ကူရောက်မေစပ်ပတ်လူနာမယ်မရှိအလုံးမတော်သေးငါတို့မှာကိုရီးယားရောက်တယ်ဓာတ်ပုံမတင်ဘူးသွားစိုးတာဝါတို့ပါတို့ငါ့တချို့စသတိထားမယ်ဘယ်နိုင်ငံမှာရှိမှန်းတော့မသိဘူးအာနာမသိငယ်ရလေငါ့ထိုင်းမှာပဲရှိတယ်လို့ဟိုမြန်မာပြည်တောချိုအုံကြားမှာပဲရှိတော့ဘလို့မှမသိဘူးအဲ့တော့ဘာကလည်းမပါဘူးငါဘယ်နိုင်ငံကြီးရောက်နေပါစောက်ကြွားတဲ့ထူဦးလေသိရမလားငါ့တချို့ကစင်ကာပူရောက်တယ်ထင်လိုက်ထိုင်းမှာပဲအလုပ်လုပ်နေတယ်ထင်လိုက်မြန်မာပြည်မှာလားလည်းမသိဘူးဝေါ်တဲ့ဝင်ကြည့်သည်ဟိုချယ်ရီပန်းလေးရောင်ကိုရီးယားမင်းသားရောင်မလုပ်ဘူးကျိုးရှိသေးတယ်မင်းမေစပ်ပတ်ကိုရီးယားစကားမပြောတိုင်းစာမတတ်တာလားမင်းမေစပ်ပတ်ဟဲ့အောင်ပွဲရပြီးသားကိုမေကိုလိုများနော်အင်္ဂလိပ်စာကိုထမင်းစားရေတောက်ပြောတတ်တယ်ကိုရီးယားလီးမလို့ငါတင်ရမလားစောက်တွေကိုမကြည့်လို့မတင်တာကွာဒီနိုင်ငံမှာလည်းတက်လုံးနေဖို့မယူရထားဘူးရောက်ငါတင်လို့ရငါညံကောင်းတယ်ဆယ်တောင်းရောက်နှစ်ချင်းပေါအောင်လာတာသူငယ်တိုင်းဆယ်နားဒီဒရမ်းမှမကြောက်တက်ကလူပြီးရဲ့ဒီရှင်းတယ်နော်
မတင်ရင်လို့မတင်တာမင်းစပ်ပါကိုရီးယားကတတ်မှာပါလေပညာတတ်လားဟမ်ကိုရီးယားကျောင်းသူတွေကျောင်းလာတတ်တယ်ကိုရီးယားကတတ်မှာပေါ့ဟမ်မတတ်တော့ဘာဖြစ်လဲမတင်လို့မတတ်တာကွာဟမ်အပိချိကွာချရောမပြောဘူးရောဟမ်ဘိုက်အောက်တယ်မလားဘိုက်ကိုထိုးပြလိုက်ဤကောပြီးပြီဟမ်စပင်းလားပြီးပြီရောရှင်းတယ်နော်73နှစ်လောက်လာတာတဘောပေါက်လားစက်ယုံမှာဟမ်10နှစ်ကျော်လောက်လာလားဤကောကြောကောနဲ့စပ်ပါလားအပညာပဲဟမ်နားလေလေဘာလို့လုံးလဲလူကရောစကားတတ်မှာမဟုတ်ဘူးဘာလို့ဆိုလို့ချင်းလဲဟေ့ငါစကားမတိုင်အင်္ဂလိပ်လိုပြောကွာကိုရီးယားငါအင်္ဂလိပ်လိုပြောအင်္ဂလိပ်ကတင်ကွာရှင်းတယ်နော်တထဲတော်မှာငါအင်္ဂလိပ်လိုပြောရတာလီးလုံးကကိုရီးယားလိုပြောရမှာလားဟမ်ငါကိုရီးယားယူမင်းသားယူနေတဲ့ကောင်မဟုတ်ဘူးသမင်လေးဆိုးလိုက်လို့တော့10နှစ်ဟမ်ကာကြီးလို့နားလေလို့တဲ့လူလိုနားလေရပြီတော့10နှစ်လောက်လာတာစက်ယုံမှာစက်ယုံတကပေါင်းစုံလောက်လာတာဟမ်တို့ဘာလို့ကျင်လာလဲဘာဌာနဖို့ပဲလို့တာဟမ်လီမစမလက်ပေမလက်ဘွဲရထားတာနည်းနည်းလို့ဟမ်ဟိုဆောင်းကြီးမပြောလို့နဲ့7တန်းအောင်များမှနေလားဟမ်ဟောင်းရောသည်တော့ကိုရီးယားကမပြောတဲ့တော့လီးပြလာလို့ဟမ်လိုးလားတက်မှာလားဟမ်လီးလို့တက်မှာလားဟမ်ဆောက်ယူထားဖို့လာတာမဟုတ်ဘူးအလုံးလုံးဖို့လာတာဒီနိုင်ငံမှာတလုံးနေဖို့လာတာမဟုတ်ဘူးအကြောင်းမျိုးကြောင့်နေရတာဟမ်ကိုရီးယားမှာငွေဘူးမှာစုံစမ်းကြည့်4နဲ့20လားအပြည့်လောက်လာတာတယုံနဲ့ယုံမပြောင်းမန်းနဲ့ကိုမေကိုလိုးတွေအိုချင်လို့အိုတယ်များမှတ်နေလားဟမ်ငါလုံးမာသားတွေဟမ်မိသွေးကိုတော်တော်မြောက်